မင်္ဂလာပါကလေးတို့ရေဒီတစ်ခါမမထရီစာပြောပြမယ်ပုံပြင်လေးကတော့မောင်ဖုံးရှင်နဲ့ကျဲရာယာဥယျာဉ်လျှို့ဝှက်ချစ်ဖြစ်ပါတယ်နော်ရှေ့တုန်းကဒုက္ခရွာလို့ခေါ်တဲ့ရွာကလေးတစ်ရွာရှိပါတယ်အဲ့ဒီရွာရဲ့အစွန်မှာတော့ကျဲဒီကိုအယမ်းချစ်တဲ့ကောင်လေးတစ်ယောက်ရှိတယ်သူ့နာမည်ကမောင်ဖုံးရှင်နဲ့မောင်ဖုံးရှင်ဟာညတိုင်းကောင်းကင်ကိုကြည့်ပြီးကျဲဒီကိုရေကျွတ်ကျဲပုံစံဒီကိုစိတ်ကူးနဲ့ပုံဖော်တတ်တယ်တညတော့လုံးဝဲနဲ့လာပြီးညမှာမောင်ဖုံးရှင်ဟာကောင်းကင်ကိုမော့ချီနေတုန်းရုတ်တရက်ရွှေရောင်တောက်ပရဲ့ကျဲတပွင့်ဟာသူ့မျက်စိရှိတစ်တစ်ကိုထိုးဆင်းလာပြီးရွာနာကမှော်စရာတောင်ပေါ်ကိုကြားရောက်သွားတာကိုတွေ့လိုက်ရတယ်။မောင်ဖုံးရှင်ဟာအန်အော်လွတ်အသက်ရှူပင်ညက်တန့်သွားခဲ့တယ်။ဒါဘာကြီးလဲ။မောင်ဖုံးရှင်တယောက်ခဲရေရွညင်းအလင်းတိုင်းကျသွားတဲ့နေရာကိုတွားဖို့ဆုံးဖြတ်လိုက်တယ်။မှော်စရာတောင်ပေါ်ကိုရောက်တော့ရွှေရောင်တောက်ပနေတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့ပန်းပွင့်လေးတွေပွင့်နေတဲ့ကျဲရာယာဥယျာဉ်တစ်ခုပါပဲ။ဥယျာဉ်ထဲကိုဝင်လိုက်တာနဲ့မောင်ဖုံးရှင်ဟာကောင်းကင်ပေါ်မြောက်တက်သွားသလိုခံစားလိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှပဲဥယျာဉ်ရဲ့အလဲပဟုတ်ကနေတောက်ပလောနဲ့အလင်းတန်းတစ်ခုပေါ်ထွက်လာပြီးအတန်တစ်ခုကထွက်ပေါ်လာတယ်။တတိထဒီဥယျာဉ်ကိုလွိုင်းကူငကားစောင့်နေတယ်။မောင်ဖုံးရှင်ဟာအတန်ကြားရကိုလှည့်ကြည့်လိုက်တော့ဥယျာဉ်အလဲမှာခန့်ညားထဲဝါပြီးအယောင်အသွေးစုံလင်နဲ့လွိုင်းကူငကားကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ငကားကြီးဟာဥယျာဉ်ကိုစောင့်ရှောက်နေတာဖြစ်ပြီးသူစောင့်ရှောက်တဲ့ဥယျာဉ်တွေကိုလူစိမ်းဝင်လာတာကြောင့်ဒေါသတကြီးချိနေခဲ့တယ်။မောင်ဖုံးရှင်ကတော့မကြောက်ပဲမဲ။ကျွန်တော်ကဒီဥယျာဉ်ကိုလာရောက်လဲပတ်တာပါရ။ကျေးဇူးပြုပြီးခွင့်ပြုပါလို့တောင်းဆိုလိုက်တယ်။ငကားကြီးကမယုံတင်ကာညက်သူ့အမီးကြီးကိုဝှေ့ရမ်းပြီးဥယျာဉ်ထဲကပန်းတွေမညိုးသွားအောင်တတိပေးတယ်။အဲ့ဒီနောက်မောင်ဖုံးရှင်ကိုလျှို့ဝှက်ဆန်းကျဲတဲ့ပဟေးလေးတစ်ခုကိုမေးလိုက်တယ်။အလင်းထဲကလာပြီးအမှောင်ကိုမောင်းထုတ်နိုင်တဲ့အရာကဘာလဲ။ငကားကြီးရဲ့မေးခွန်းကိုမောင်ဖုံးရှင်နားမလည်တဲ့ဦး။ငကားကြီးက၃ကြိမ်တိုင်မေးပြီးမချီနိုင်ရင်ဥယျာဉ်ထဲကကြီးထွက်သွားရမယ်လို့ပြောတယ်။မောင်ဖုံးရှင်ဟာပထမနှစ်ကြိမ်မထီနိုင်ခဲ့ဦး။တတိယအကြိမ်မှာတော့မောင်ဖုံးရှင်ဟာဥယျာဉ်ထဲကကျဲပွင့်လေးတွေကိုကြည့်ပြီးစဉ်းစားလိုက်တဲ့အခါသူ့နားထဲမှာကျဲအမှောင်ကိုမောင်းထုံနိုင်တဲ့အလင်းဆိုတဲ့အတန်လေးတွေကြားလိုက်ရတယ်။ကျွန်တော်သိပြီ။မောင်ဖုံးရှင်အော်လိုက်တယ်။အဲ့ဒါကတော့ဖြိုလင့်ခြင်းပါပဲလို့မောင်ဖုံးရှင်ကရဲဝံ့ဝံ့ဖြေလိုက်တယ်။ငကားကြီးဟာမောင်ဖုံးရှင်ရဲ့အဖြေကိုကြားတော့မျက်လုံးတွေပြူးကျဲသွားပြီးခေါင်းငိန်လိုက်တယ်။မောင်ဖုံးရှင်မင်းမှန်တယ်။ဖြိုလင့်ခြင်းဟာအလင်းထဲကလာပြီးဘလောက်ပဲမှောင်မိုက်နေပါစေအမှောင်ကိုမောင်းထုတ်နိုင်တဲ့အင်အားတစ်ခုပဲတဲ့ငကားကြီးဟာဝမ်းသာအားရဖြစ်ပြီးသူ့ကိုယ်ထဲကနေတောက်ပတဲ့ကျဲပွင့်လေးတစ်ပွင့်ကိုထုတ်ပေးလိုက်တယ်အဲ့ဒီကျဲပွင့်လေးကကျဲရာယာဥယျာဉ်နဲ့လှုပ်ဝက်ချက်တော့ချက်ဖြစ်ပြီးဥယျာဉ်ထဲကပန်းပွင့်လေးတွေအားလုံးဟာဖြော်လင့်ခြင်းကိုကိုစားပြုတဲ့ကျဲပွင့်လေးတွေထစ်နေတာကိုမောင်ဖုံးရှင်နားလည်သွားကြတယ်မောင်ဖုံးရှင်ဟာကျဲပွင့်လေးကိုယူပြီးဥယျာဉ်ထဲကပန်းလေးတွေနဲ့ထိလိုက်တာနဲ့ဥယျာဉ်ထဲကပန်းတွေဟာပိုပြီးတောက်ပါလာပြီးဥယျာဉ်ဟာပိုမိုလှပလာခဲ့တယ်။ငကားကြီးကဒီဥယျာဉ်ကိုကူညီစောင့်ရှောက်ပါမောင်ဖုံးရှင်လို့ပြောလိုက်တယ်။မောင်ဖုံးရှင်လည်းဝမ်းသာအားရလက်ခံလိုက်တယ်။အဲ့ဒီနောက်မောင်ဖုံးရှင်ဟာညတိုင်းကျဲရာယာဥယျာဉ်ကိုတွားရောက်ပြီးပန်းလေးတွေကိုပြုစုစောင့်ရှောက်ခဲ့တယ်။ရွာသားတွေလည်းကောင်းကင်ကိုကြည့်တဲ့အခါဥယျာဉ်ထဲကကျဲပွင့်လေးတွေဟာကောင်းကင်ပေါ်မှာလေးလက်နေလာကိုတွေ့မြင်ခဲ့ကြပြီးအမြဲတမ်းဖြော်ရင်ချက်အပြည့်နဲ့နေထိုင်ကြပါတော့တယ်။ပုံပြင်လေးတဲ့သင်ခန်းစာကတော့ဖြော်လင့်ခြင်းဆိုတာဘလောက်ပဲအခက်အခဲတွေရှိနေပါစေအမှောင်ကိုမောင်းထုတ်ပြီးအလင်းရောင်ကိုပေးစွမ်းနိုင်တဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်တဲ့။ဒီပုံပြင်လေးကိုလည်းသဘောကျလို့ကြိုက်တယ်ဆိုရင်မမထရီစာကို follow လုပ်ခဲ့အောင်နော်။